တာမျိုးတစ်စင်မပန်လာတာမဟုတ်မျိုးပန်းတသေးလေးချစ်တယ်ဒါဆိုတစ်စင်မမပန်တော့ပါဘူးလို့ဆိုအဲ့နဲ့သူတို့စီစဉ်လာတာတစ်စင်မပန်တာမျိုးတစ်စင်ပန်ပတ်မယ်လို့မပြောထားဘူးချိတ်ကတော့ချိတ်အစ်စ်ဖြစ်ရတဲ့အတွက်ဝက်ကရာဘယ်လိုကောလဲအဲ့ဒါတော့ကြည်နူးရတာပေါ့ပြောပါတယ်ဆိုတော့လေးဟိုဘာမှဟိုလုပ်စရာမလိုအဲ့လိုကလေးတယောက်လိုပဲအားလုံးကိုယ်စားရပြည့်စုံစီစဉ်ပေးရတော့ခါကြတော့လေပြပြရွှင်ပွတ်တက်ရတာပေါ့နော်ကျန်တာကြတော့အားလုံးအပေးဖို့လာပါဟာဒီဇိုင်နာကတော့ညီတူတာမန်လေးရပါအချိတ်ကတော့တီဟပ်လင်မန်လေးရပါပဲမိတ်ကပ်ကတော့မီတူရိန်မန်လေးရပါပဲပြီးတော့ဒီစတုံးကလည်းဒီမန်လေးရပါပဲပြီးတော့ရက်နာကလည်းထိတ်တန်းဘယ်ဟောက်မန်လေးရပါပဲရှင်ဟုတ်ပြောပါတယ်ဆိုတော့လေးဟိုဘာမှဟိုလုပ်စရာမလိုအဲ့လိုကလေးတယောက်လိုပဲအားလုံးကိုယ်စားရပြည့်စုံစီစဉ်ပေးရတော့ခါကြတော့လေပြပြရွှင်ပွတ်တက်ရတာပေါ့နော်ကျန်တာကြတော့အားလုံးအပေးဖို့လာတာပါဟုတ်ပြောတန်တော့ကြည့်ဖြစ်တယ်ကျန်တာတော့အခြေအနေကြောင်းမရှိဖြစ်လာပေါ့နော်အဲ့လိုတော့မျိုးမပြောတတ်ပါဘူးလူတွေတယောက်နဲ့ခံစားချက်မတူဘူးဆိုတော့ရပြီးတဲ့လူတိုင်းလည်းကိုနဲ့ခံစားချက်တူချင်မှတူမှာပေါ့နော်အမေကသေးရဲ့သူလည်းခံစားချက်တူချင်မှတူမှာပေါ့ဘာဖြစ်တော့အဲ့လိုမျိုးပေါ့ကိုပုံမှန်လှုပ်နေဆိုတော့အဲ့ရဲ့အလုပ်ရဲ့အောင်မြင်တဲ့ဟိုဘယ်လိုပေါ့မလဲအတိပွင့်တော့အချိန်နဲ့ညရင်တော့ခံစားရမှာပါဟုတ်အခုချိန်ကတော့ဘာမှမရှိပါဘူးဟုတ်လှလေးဝယ်ပြီးပွတ်တက်ရတယ်ပေါ့အဲ့ဒါလည်းမျိုးအယောင်ရောချိတ်ကောမိတ်ကပ်ကောစတုံးရောရနာပစ္စည်းရောအကုန်လုံးအဲ့ဒါဒီဒီဇိုင်နာရဲ့မိတ်ကပ်အာတစ်ရဲ့အကုန်လုံးပေါင်းပြီးနောက်တရားပလင်ချိတ်ရပေါ့နော်အဲ့အမရဲ့အကုန်လုံးပေါင်းပြီးတော့ပဲလုပ်ပေးလိုက်တာပါမျိုးကဟိုရောင်ဝတ်မယ်ဟိုဟာဝတ်မယ်နဲ့လိုမျိုးဘာမှမရှိပါဘူးဒါအကုန်လုံးဆင်ပေးတဲ့အတိုင်းပဲဝတ်လိုက်တာကိုရဲဒီချိတ်ကိုခုမှဒီနေ့မှမနေ့ကပေါ့မနေ့ကမှပြင်မှာစမြင်ပူတာ fitting လုံးနဲ့စမြင်ပူတာပေါ့နော်ဟုတ်ဆိုတော့အားလုံးရဲ့စိတ်ကူးစိတ်တန်းကိုမျိုးဝတ်လိုက်ရုံမှာဟုတ်အဲ့တော့အဆင်ပြေသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးဟုတ်တပင်းလေးနဲ့စီစမ်းလေးနဲ့လည်းဒီလိုထင်ဟက်နေရပေါ့နော်ဆိုတော့ပြောပြပါဦးစီစမ်းလေးနဲ့တည်းတည်းရှိတယ်အဲ့လေမိတ်ကက်နဲ့အဲ့ဒီဇိုင်နာညီတူတာနဲ့မမေနဲ့ပဲပေါ့နော်သူတို့ကဒီသစင်မန်းပတ်မယ်ဆိုပြီးသူတို့ကပဲလုပ်တာမျိုးသစင်မန်းပတ်မလာတာမဟုတ်မျိုးပန်းတသေးလေးချစ်တယ်ဒါဆိုသစင်မန်းတော့မပန်တော့ပါဘူးလို့ဆိုအဲ့နဲ့သူတို့စီစဉ်လာတာသစင်ပန်းပန်တာမျိုးသစင်ပန်းပတ်မယ်လို့မပြောထားဘူးသူတို့ပဲလုပ်ပေးတာမျိုးပန်းသေးသေးဆိုချစ်တယ်ပန်းသေးသေးလေးဖြင်ပြီးတော့ပေါ့ဆိုအဲ့ဒါမှသစင်ပန်းဆိုလည်းပန်းလိုက်တာပေါ့နားထောင်နေပြောစကားမျိုးဘာမှမပြင်ဆင်ဘူးဒီဇိုင်နာနဲ့ make up artist နဲ့အဲ့လိုပိုးတဲ့အတိုင်းနဲ့သူတို့လုပ်ပေးတဲ့ဟာကိုပဲဝတ်တာပေါ့နော်ဒါတခုကတော့ချိတ်ကတော့ချိတ်အစ်စ်ဖြစ်ရတဲ့အတွက်